အစုပ်ပန်းချံကိုရောက်ပြီပါနော်ဒီနေ့တော့17နာရီ10နာရီဆိုမှတောက်တာဆိုတော့ရဲတွေကပေးမဝင်တော့ပါမကျင်းနဲ့လို့ဘူးနေထက်လာပြီးကြည့်ရအခုလေ9နာရီကျော်နေဝင်ခန်းမှာတော့ကြည့်နေပါဝင်ခန်းကနာနေလာတော့သွားရဲ့လူတွေတော့ရှိသေးတယ်ပေါ့နော်ဒါပေမဲ့မတိချတော့လူတွေအများကြီးပဲရှိပေမဲ့သူတို့ပေးမဝင်သေးဘူးပေါ့ပြီးတော့2ရက်ရှိပြီပေါ့နော်ဒီလူတွေဒီဦးရဲတွေကကိုကြီးရဲတွေကปิกแล้วค่ะวันนี้ปิกแล้วค่ะนี่แหละมวยอ่ะบ่าวนับပြန်မလာတော့ပါအဲ့ဒီရှိမရှိနေတာနဲ့မဝင်ရတော့တာနော်ဒီနေ့ဆိုစောတယ်ကွာ9နာရီရွယ်ရှိသေးတယ်9နာရီပဲရှိသေးတယ်အဲ့ဒါကိုသူတို့က pick လဲကိုလုပ်တယ်အမိုက်ဘူးနော်နိုင်ရစတိုက်ခေါင်းမလိုက်ခါ pick လဲခါနဲ့ဒိုးထားတယ်မနေ့တော့နာကျင်တာပေါ့နော်မသွားတော့ပေါ့ဒီနေ့ကျတော့နာကျင်မှုတွေကပျောက်သွားနောက်ဆုံးနေ့ဆိုတော့ရှောင်းအောင်လာလိုက်တယ်ကျမရဲ့ကက်ကိုပြပြီးတော့တေချာပေါ့ရအောင်ဝင်ပြီးတော့ရအောင်တွန်းခဲ့တယ်ပေါ့နော်ကျင်နဲ့သွားဆွဲဆုရှင်ကျင်နဲ့သွားပါပြီပြီးလဲပြီးသွားပါပြီနောက်နေ့မရှိတော့ပါဘူးရှင်